အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mind Golden Pedagogy Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ National ရဲ့ငယ်ချစ်ဘယ်သူလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်လေတိုက်တိုင်းတိရကလေးတွေလှုပ်သွားတိုင်းစိတ်ကစားတတ်တဲ့စကြတဲ့ရွယ်ကိုကျွန်တော်တို့ခင်ဗျားတို့တွေဖြတ်တန်းခဲ့ရတယ်လို့မျိုးတောင်ကိုခေတ်ရဲ့ဆတ်ဆိုအကျော်အမော် National လည်းဖြတ်တန်းခဲ့ရမှာသိကြပါတယ်ဒါဆိုသူ့မှာအဲ့ဒီအရွယ်ကတိတ်ချစ်ခဲ့ရတဲ့အချစ်ဦးရှိမရှိဆိုတာကျွန်တော်တို့စိတ်ဝင်စားကြဖြစ်ပါတယ်National လို့ပြောလိုက်ရင်သူ့ထက်အသက်14နှစ်ကြီးတဲ့ရာသဓာတုကလေးအားကိုအယူမှုဆွလန့်ခဲ့တဲ့သူလို့ကျွန်တော်တို့မှတ်သားဖို့ပါတယ်။သူရေးခဲ့တဲ့ပေါ်နေလာလေချင်းရတုမှာစစ်မြေစကန်ကနေပြီးလွမ်းရတဲ့သူမိန်းကလေးကိုပင်ယုံရွလက်တင်မှ၍တက်မြငယ်ချစ်ပြောင်းလဲဖြစ်ကိုဆိုပြီးရေးဖွဲ့ထားတာလေးကိုကြည့်လိုက်ရင်သူ့ရဲ့ငယ်ချစ်ကရာသဓာတုကလေးမဟုတ်ဘူးဆိုတာသိကြပါတယ်။ဘာလို့ဆိုလက်တင်စရုံထုံးစအရွယ်လို့ပြောလိုက်တာနဲ့တပြိုင်နက်သူ့ထက်အသက်ကြီးတဲ့ရာသဓာတုကလေးလုံးဝမဖြစ်နိုင်တော့လို့ပါ။ဒါဆိုသူ့ရဲ့ငယ်ချစ်ကဘာတူလဲ။ဆရာကြီးဦးချမ်းမြတ်ကြီးသူရဲ့စကားအရပြောရမယ်ဆိုရင်ဟန်တာဝရီ9စုဒါရက်ကားရဲ့သမီးငယ်ခေရွှေနောင်းလို့ပြောမှာဖြစ်ပါတယ်။ဘာလို့ဆို9စုဒါရက်ကားကိုတောင်ကုန်မှာနေအကျဲကျုပ်နဲ့ထားတဲ့အခါမှာNationalနဲ့ခေရွှေနောင်းတို့ရင်ငင်ခဲ့ကြတယ်လို့ဆရာကြီးကထောက်ပြယူဆထားလို့ပါ။နောက်တစ်ချိန်မှာခေရွှေနောင်းဟာအနောက်ဘက်လိုမြင်မိပြဖြစ်လာခဲ့ပါတယ်။ Nationalရဲ့လူယုံရှင်တန်ကိုရေးတဲ့တာလွတ်ထွတ်တင်ချီရတုမှာနှောင်းတို့နောင်တို့ဆိုတဲ့အမည်တွေပါလို့ရှင်တန်ကိုကွက်မြက်ခံရလူနေပါဖြစ်ခဲ့ပါတယ်။ပြင်းငယ်ထငယ်လျှောက်ထားလို့လွတ်မြောက်ခဲ့ရတာပါဒါဆိုပြင်းငယ်ထငယ်ဘာတွေလျှောက်ထားခဲ့လဲဆိုတာဟာထပ်ပြီးတော့မှစိတ်ဝင်စားစရာဖြစ်လာပါတယ်ပြင်းငယ်ထငယ်က National နဲ့မိဖုရားကြီးခင်ရွှေနောင်ဟာဘာမှမပတ်သက်ခဲ့ပဲနဲ့နှောင်းဆိုတာဟာ National ရဲ့ငယ်ကြီးဖြစ်တဲ့တခြားမိန်းကလေးတယောက်ကိုဆိုလိုတယ်ဆိုတဲ့အကြောင်းကိုတိကျခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါဆိုအဲ့ဒီတခြားမိန်းကလေးကဘယ်သူလဲစသရန်မြန်မာဖက်ဆောင်မှာပါတဲ့မပန်ရလဲမပန်ချင်းကြပြကိုရေးတဲ့ရဝေရှင်ထွေးပါရဝေရှင်ထွေးဟာမြန်မာသရုံးဖွဲ့နေ55နှစ်ကိုရေးဖွဲ့ခဲ့တဲ့မြို့သမီးစာဆိုတူလည်းဖြစ်ပါတယ်။ဘာလို့ဆိုသူရေးဖွဲ့ခဲ့တဲ့သူ့ရဲ့ကိုယ်အငြင်း87ပိုက်မှာသူ National ကိုဘယ်လောက်ထိချစ်တယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြထားလို့ပါ။နောက်ပြီးရဝေရှင်ထွေးဟာသူ့ရဲ့အငြင်းတွေဖွဲ့ဆိုတဲ့အခါမှာထွေးနဲ့နှောင်းကိုအလဲလှယ်ဖွဲ့ဆိုခဲ့ပါတယ်။ဒါကြောင့်မို့လို့ခင်ရွှေနှောင်းနဲ့မှာပြီးကောက်ချက်ချတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နောက်ထပ်သိတာတဲ့အချက်က National ရဲ့ဖန်ဆက်ကြလျင်ချီရတုမှာထွေးနှောင်းဆိုပြီးတွဲဖွဲ့ထားတဲ့ကိစ္စပါဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ချစ်သူဟာရှင်ထွေးဒါမှမဟုတ်ရှင်နှောင်းဒါမှမဟုတ်ရဝေရှင်ထွေးဆိုတာပေါ်လွင်လှပါတယ်ပိုပြီးတိတာရာကအင်းဝကိုရဝေရှင်ထွေးပါသွားတဲ့အခါမှာ National ရဲ့လူယုံဖြစ်တဲ့ရှင်တန်ကိုစိုးတိုင်ပင်ကောင်းတိုင်ပင်အနေနဲ့ထည့်လိုက်တဲ့ကိစ္စပါဒါကြောင့်လဲရှင်တန်ကိုက National နဲ့ရဝေရှင်ထွေးတို့ရဲ့အလွမ်းဝေဒနာတွေကိုတနာပြီးတော့နောင်တွေနှောင်းတွေထည့်ရေးခဲ့လို့ဆော့ဆော့ကပြဿနာဖြစ်တာတက်လာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရဝေရှင်ထွေးဟာတောင်ညာသမီးပြားကြီးရဲ့လှုပ်ကြွေးနွေးကိုလုတ်တော်တူဖြစ်တဲ့သူနဲ့ဘရင်သား National ရဲ့ဘဝဟာကြောက်သားနဲ့ကြက်ဥလိုမွေးနဲ့ဖားလိုမိုးနဲ့မြေလိုများစွာကွာခြားလှပါတယ်။ဒါကြောင့်မို့လို့လဲသူတို့ရဲ့ချစ်မြတ်တာတွေကရှေ့ဆက်မသုံးဝင်နဲ့တိတ်တခုသာချစ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါဆိုရင် National ရဲ့ငကြစ်အစ်မှန်နဲ့ပတ်သက်ပြီးတိထပ်ပို့သိခြင်းရင်ဒေါက်တာအောင်မြေဦးရဲ့စာပေပင်လယ်တဲကကြပြလိုင်းလေးစာအုပ်ကိုဖတ်ဖို့အကြံပေးလိုပါတယ်။အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့မြန်မာကြပြတွေအများစုဟာအချစ်ရေးတွေကြီးပဲဖွဲ့နေလို့ပြင်းစရာကြီးပါကွာရေးမပါတာကြီးတွေကိုဖွဲ့နေပါတယ်လို့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့အဲ့လိုထင်တဲ့သူတွေမသိတာကအဲ့ဒီအချစ်ကြပြတွေကပေးတဲ့ခွန်အားနဲ့ခန္ဓာထေဝါလှတဲ့ဒုတိယမြန်မာနိုင်ငံတော်လိုတတိယမြန်မာနိုင်ငံလို Agri Empire နိုင်ငံတော်ကြီးတွေကိုစင်ကြုံတရားရှိနဲ့ရှေးခေတ်ကလူငယ်တွေတိဆောက်ခဲ့ကြတယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ထုံးစံတိုင်းပဲ like ပေးစရာမလိုပါဘူး။သင်အတွက်သုံးဝင်တဲ့အခါကျမှ like ပေးဖို့တောင်းဆိုပါရစေ။